ဇလန်းရဲ့အစမှာမျက်နှာငယ်နဲ့ဝမ်းနည်းနေတဲ့အမျိုးသားတဦးကိုတွေ့ရပါတယ်။သူမပြန်လာနိုင်တော့ဘူးဆိုတာသိပေမဲ့ရင်ထဲကနာကျင်မှုကတော့ဆက်ရှိနေတုန်းပဲလို့ဆိုပါတယ်။ဒီအမျိုးသားဟာဟူထင်းဟန်ဆိုသူဖြစ်ပြီးသူ့ဘဝထဲမှာကြေကွဲစရာတစ်ခုခုရှိနေတယ်ဆိုတာကိုဒီမြင်ကွင်းကနေအရေးအယောင်ပြသနေပါတယ်။ပြီးတော့သူကကလေးလေးတစ်ယောက်နဲ့စကားပြောပါတော့တယ်။ကလေးကသူ့အန်ကယ်လို့ခေါ်ပြီးဖုန်းတစ်လုံးဝယ်ပေးဖို့တောင်းဆိုပါတယ်။ WeChat သုံးလို့ရတဲ့ကလေးဖုန်းမျိုးတဲ့သူ့တငယ်ချင်းတွေမှာရှိတာကြောင့်သူလဲလိုချင်ကြောင်းဖုန်းနဲ့ဆိုအတန်မက်ဆေ့ချပို့လို့ရမယ်။ဗီဒီယိုခေါ်လို့ရမယ်။တငယ်ချင်းတွေထပ်ထည့်လို့ရမယ်ဆိုပြီးသူ့အန်ကယ်ကိုချစ်စပွဲရှင်းပြပါတယ်။အန်ကယ်ကနာရီဖုန်းတစ်လုံးနဲ့မလုံလောက်ဘူးလားလို့မေးပေမဲ့ကလေးကဆက်တောင်းဆိုတော့ဟူထင်းဟန်ကတနေ့ကိုတနာရီပဲသုံးရမယ်။ကျန်တဲ့အချိန်သိမ်းထားမယ်ဆိုတဲ့စီကန်းချက်နဲ့ဝယ်ပေးဖို့သဘောတူလိုက်ပါတယ်။ကလေးလေးလည်းသူ့တောင်းဆိုချက်ပြေဝပြီးမို့အရန်ပျော်သွားပြီးအန်ကယ်ကိုကျေးဇူးတင်စကားဆိုပါတယ်။ဖုန်းဆိုင်ရောက်တော့ကလေးကပန်းရောင်ဖုန်းလေးကိုရွေးချယ်ပါတယ်။ဟူထင်းဟန်ကပန်းရောင်ရွေးရခြင်းအကြောင်းရင်းကိုမေးတဲ့အခါကလေးကသူ့တန်းထဲကကောင်မလေးတွေအကုန်လုံးဒီပန်းရောင်ဖုန်းကိုသုံးကြတာမို့အပေါင်းအသင်းဆက်ဆံရေးပိုကောင်းအောင်လုပ်ပါတယ်။ဒီအဖြေကိုကြားရတဲ့အခါဟူထင်းဟန်ဟာအံ့ဩသလိုဖြစ်သွားပြီးသူ့တူလေးရဲ့အတွေးခေါ်ကိုနားမလည်နိုင်ဖြစ်နေပုံရပါတယ်။ကားပေါ်ရောက်တော့ကလေးကဖုန်းသစ်လေးနဲ့ကစားနေပါတယ်။အန်ကယ်ဖြစ်သူဟူထင်းဟန်ကဒီညလူဝေလန်ရဲ့မွေးနေ့ပါတီကိုသွားမှလားလို့မေးတော့ကလေးကမသွားဘူး။အိမ်စာလုပ်စရာရှိတယ်လို့ပြောပါတယ်။ဒါပေမဲ့ဟူထင်းဟန်ကပြီးခဲ့တဲ့အပတ်ကစံတရားတိခတ်တဲ့အတန်းကိုလည်းဒီအိမ်စာစင်ကြေနဲ့ပယ်ဖြတ်ခဲ့တယ်လို့ပြောတော့ကလေးကနောက်ဆုံးမှာတော့အမှန်အတိုင်းဝန်ခံပါတော့တယ်။လူအန်တီကိုမကြိုက်လို့ပါ။သူကကျွန်တော်ကိုမျိုးချတော့မဲ့အတိုင်းပဲကြည့်တယ်။ရေရာကငိုရာထက်တောင်ပိုပြီးဟန်ဆောင်နေလို့စိတ်မပျော်မရွှင်ပြောပြပါတယ်။သူ့တူလေးရဲ့စကားတွေကိုကြားရတဲ့အခါဟူထင်းဟန်လည်းစိတ်ညစ်သွားပြီးမသွားချင်ရင်မသွားနဲ့ထိန်းထားပေးလိုက်မယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ကလေးလေးရဲ့အိမ်စာလုပ်မယ်ဆိုတဲ့အကြံစီဟာလုံးဝမဟုတ်ခဲ့ပါဘူး။သူဝယ်ခိုင်းခဲ့တဲ့ဖုန်းလေးနဲ့လျှို့ဝှက်ချက်တစ်ခုရှိနေခဲ့ပါတယ်။မုတ်တွေရောင်းတဲ့တွန်းလဲလေးနဲ့လမ်းဘေးမှာရောင်းနေတဲ့ကူရောင်လို့ခေါ်ရမယ့်အမျိုးသမီးတစ်ယောက်စီကိုသူပြေးသွားပြီးကူအန်တီလို့ခေါ်လိုက်ပါတယ်။ကူအန်တီလို့ခေါ်တဲ့အမျိုးသမီးကလည်းကလေးကိုမြင်တော့အံ့ဩသွားပါတယ်။ကလေးရဲ့နာမည်ကဟောင်ဟောင်ဖြစ်ပြီးသူမကိုကူအန်တီလို့ခေါ်တာကိုကြားတော့သူမမျက်နှာမှာထူးခြားတဲ့ခံစားချက်တစ်ခုပေါ်လာပါတယ်။ဟောင်ဟောင်ကကူအန်တီကိုသူ့မှာဝီချက်ရှိနေပြီးမို့သူ့ကိုတငယ်ချင်းထပ်ထည့်ပေးဖို့ပြောပါတယ်။ဒီလိုလုပ်ချင်းအဖြစ်အန်တီနဲ့ညီလေးကိုလွမ်းရင်လှုပ်ဝက်ဗီဒီယိုခေါ်လို့ရပြီလို့ပြောပြပါတယ်။ကူအန်တီဟာကလေးငယ်လေးရဲ့စကားတွေကိုကြားတော့မျက်ရည်တွေဝဲပြီးသူ့ကိုဆက်သွယ်ဖို့တက်ဖုန်းတစ်လုံးဝယ်ဖို့အထိစွန့်စားခဲ့တာကိုသိလိုက်ရပါတယ်။ကူအန်တီကကလေးကိုတငယ်ချင်းထပ်ထည့်ပေးဖို့သဘောတူပေမဲ့သူ့အန်ကယ်မသိအောင်သတိထားဖို့နဲ့သူမရဲ့နာမည်ကိုဝန်ဆောင်မင်းလို့ပြောင်းထားဖို့မှာကြားလိုက်ပါတယ်။ကလေးလေးလည်းဒီအကြံကိုသဘောကျပြီးရေမောပျော်ရွှင်နေပါတယ်။အဲ့ဒီအချိန်မှာနောက်ထပ်ကလေးလေးတစ်ယောက်ပေါ်လာပြီးသူ့အကိုဟောင်ဟောင်ကိုလွမ်းကြောင်းပြောရင်းနှစ်ယောက်သားပွေ့ဖက်ကြပါတယ်။ကူအန်တီကကလေးတွေကိုပြုံးပြီးကြည့်နေပါတယ်။ကူအန်တီကဖုန်းတုံးရပြီးစကားပြောပါတော့တယ်။သူမဟာဝက်ဝတ္ထုရေးသူဖြစ်ပြီးသူမရဲ့လက်ရာတိတ်ကအရန်ကောင်းကြောင်းအောင်မြင်မဲ့အလားလာရှိကြောင်းဖုန်းထဲကနေပြောဆိုနေတာကိုဟောင်ဟောင်ကကြားလိုက်ရပါတယ်။ဟောင်ဟောင်ကကူအန်တီကိုစာရေးဆရာမလားလို့မေးတော့ဟုတ်တယ်။ဝက်ဝတ္ထုရေးတယ်လို့ဖြေပါတယ်။ညဘက်ရောက်တော့ကူအန်တီကကလေးတွေကိုခရမ်းကျင်သီးနဲ့အမဲသားနံရိုးခောက်ဆွဲလုပ်ကျွေးပါတယ်။ကလေးတွေကအရန်ကြိုက်ကြပြီးကူအန်တီအရန်စားကောင်းတယ်။မနှက်ဖြန်လဲလာစားလို့ရအောင်မလားလို့မေးတော့ကူအန်တီကရတယ်။ဒါပေမဲ့သတိထားရမယ်။မင်းအန်ကယ်မသိအောင်လုပ်ရမယ်လို့ပြောပြပါတယ်။ဟောင်ဟောင်ရဲ့ညီလေးကလည်းသူမကိုအမေကောင်းလို့တောင်ခေါ်ပြီးလှုပ်ဝက်ထားဖို့ကတိပေးပါတယ်။ဒီမိသားစုလေးရဲ့လှုပ်ဝက်ဆောင်စည်းမှုလေးဟာနှွေးထွေးနေပေမဲ့တစ်ချိန်မှာတော့ပေါ်ပေါက်လာနိုင်တဲ့အခြေအနေကိုဖော်ပြနေပါတယ်။အခြားတနေရာမှာတော့လူဝေလန်ရဲ့မွေးနေ့ပါတီကိုခန်းခန်းနာနာကျင်းပနေပါတယ်။လူဝေလန်ကဟူထင်းဟန်ရောက်မလာသေးတာကိုမကြေမနက်ဖြစ်နေပြီးသူ့ကိုမျက်နှာမထောက်ဘူးလားလို့ပြောနေပါတယ်။ခဏအကြာမှာတော့ဟူထင်းဟန်ကကိုရန်တော်တွေနဲ့အတူခန့်ညာရောက်လာပါတော့တယ်။လူဝေလန်ကသူ့ကိုနှွေးထွေးကြိုဆိုပြီးလက်ဆောင်ပေးတာကိုလက်ခံပါတယ်။လူဝေလန်ကဟူထင်းဟန်ကိုတငယ်ချင်းတွေနဲ့မိတ်ဆက်ပေးခြင်းပေမဲ့ဟူထင်းဟန်ကစိတ်မပတပါဖြစ်နေပုံရပါတယ်။လူဝေလန်ကတော့ဟူထင်းဟန်မင်းလိုခက်ထန်တဲ့သူကိုငါနောက်ဆုံးတော့ဖြိုချနိုင်မှာပဲလို့ရင်ထဲကနေပြောနေတာကိုပြသပါတယ်။သူမရဲ့ရည်မှန်းချက်နဲ့ဟူထင်းဟန်အပေါ်ထားရှိတဲ့အမြင်ကိုဖော်ပြနေပါတယ်။အဲ့ဒီအချိန်မှာလူဝေလန်ရဲ့လက်ထောက်လန်ညီမလေးကလူဝေလန်ကိုလှုပ်ဝက်သတင်းတစ်ခုပေးပါတယ်။ဟူထင်းဟန်ရဲ့တူဟူဝမ်ဟောင်ဟာဒီရက်ပိုင်းသူ့တငယ်ချင်းအိမ်လို့ပြောပြီးရက်ကွက်ဟောင်းတစ်ခုကိုနေတိုင်းသွားနေကြောင်းဟူထင်းဟန်ကလည်းတန်တရားဖြစ်နေကြောင်းပြောပြပါတယ်။လူဝေလန်ကတော့ဒီအချက်ကိုသိလိုက်ရတော့စိတ်ဝင်စားနဲ့ကြည့်နေပါတယ်။သူမရဲ့မျက်နှာမှာပေါ်ပေါက်လာတဲ့မျက်နှာမူအရာကတော့ဒီအခြေအနေကိုသူမရဲ့အခွင့်အရေးဖြစ်အသုံးချဖို့စဉ်းစားနေတယ်ဆိုတာကိုပြသနေပါတော့တယ်